အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့ဒေါက်တာမင်းတင်ကိုရေးသားထားတဲ့ယဉ်ကျေးတဲ့မှာယဉ်ကျေးကပါစောင့်တဲ့ကနေပြောချင်းအဖြစ်နဲ့ရှောင်းကျင်ချင်းအကျိုးဖြစ်ပါတယ်ဘုရားစကားပြောဆိုညာကိုစကားပတ်ပြီးသွားနေသည်သုံးဒီပါဆက်6ကပ်ပူရင်အင်္ဂလိပ်ရင်းနောက်ရုပ်စင်ပေါက်ပြီးမရောက်ဩဇာနောက်ရှာကျန်းထုံရက်ပေါ်လုံးနဲ့စိတ်မတည်ပြီးရှောင်းကျင်းအပြန်အကျိုးတွေပုံမြင်လေးကတော့ကပ္ပဗျာကပ္ပမြတ်စွာဘုရားလက်ထက်တော်ထားတဲ့တော်တဲ့ပံဥပ္ပကတယောက်တည်းအဖို့တက္ကတို့နဲ့900လူနဲ့အတူကုသိုလ်ကောင်းမှုများကိုပြုလုပ်ကြ၏သူတို့ဇနီးများကလည်းကုသိုလ်ကောင်းမှုကိုစုပေါင်းပေးကြ၏အရက်သမားတို့ဒီထိုမျိုးမင်း900တို့ကိုမြင်နေတက်ဖက်ကြ၏ဘယ်သူတို့ဒီထိုမျိုးမျိုးတို့၏အချင်းတရားကိုဖြစ်စေနိုင်တယ်လို့အချင်းချင်းကြောက်ဆိုကြ၏တယောက်ကငါဖြစ်စေနိုင်၏ဟုဆို၏ထိုသူတို့ဒီအလောင်းသားဖြစ်၍မျိုးစုံဖြင့်ထိုမိန်းမတို့ကိုဖျားယောင်းဆွေးဆောင်ကြ၏ခေါင်းဆောင်အသက်ကဤစနေသည်အလောင်းအစားပြုသောရက်သမားနှင့်ဖောက်ပြနေ၏လောင်းကြီးရှုံးသောရက်သမားတို့မှတဆင်ခေါင်းဆောင်အသက်ကတားနှင့်အနည်းပြအားမေး၏ဇနီးတွေကမိမိဖောက်ပြကြောင်းသင်ပြော၏သင်ကမယုံသည်တစ်ဖြစ်အနည်းနာရှိပြီးနေရွက်ပြခွေးနဲ့ကြီးကိုကြားလျက်ကျမသည်တပါးသောယောက်ျားနှင့်ဖောက်ပြကျူးလွန်မှုပါကနမဝါသည်ဤခွေးနဲ့ကြီး၏အစားကိုခံရပါသည်ဟုကျင်ဆို၏သင်ကမယုံသည်တစ်ဖြစ်ထိုမိန်းမတို့ကိုမြင်ရ၏ထိုမိန်းမတို့သည်လည်းပြည့်ပြည့်နဲ့ကျမတို့မသိပါဒီအတိုင်းမမှန်ပါကထိုမိန်းမကြီးကြုံဖြစ်ပါစေဟုကြင်ပြောကြ၏ထိုမိန်းမတို့တေလွန်ကြတဲ့အခါဒီမဝင်တာတော့အိမ်နာမုံနာအိုင်အနည်းနာဝီမာနီပိတ်တာမများကြ၏ချစ်တိတ်ကုသိုလ်ကံကြောင့်ရုပ်အစဉ်လုံလောက်ပါကြ၏လက်ပေါ်မိမ့်မှန်နိုင်နေရ၏ရတာချီတော်အစားအစာကိုစားကြရ၏သို့သောခေါင်းဆောင်မျိုးသမီးသည်အတိတ်ကနေရင်ကျင်းဆူခဲ့သည့်အတိုင်းမိတိုင်းညရောက်တာဤအိုင်တို့သွား၏ခွင့်နဲ့ကြည့်၏တိုက်စားခြင်းကိုခံရ၏ကြံသောမျိုးမျိုးတို့သည်လည်းခေါင်းဆောင်မျိုးမျိုး၏ဂျုံဖြစ်ရ၏အမှုပညာတွေကတော့အောင်းရင်မှကိုသိတဲ့သားနဲ့မကောင်းစိတ်ထားမှုသာဆိုထို့သူနာလည်းအကျိုးတစ်ကတတိမှတ်တော့အခုတော့မကျိုးရင်တော့တကယ်ပဲပေါ့ပင်ရဲကြမယ်ဆိုလွတ်လာပြန်တဲ့ပုံကြီးဆွဲသွားကျဲနှခမ်းတို့ဟဲ့ထားချောင်းပြင်စားသည်လားပြချပါစေဆုံးတင်လာခွေရတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်